ပြီးတော့နောက်တစ်ခုရှိပါသေးတယ်ဗျာအဲ့တကယ်လို့ဒီသာသနာကျိုးတွေဝင်ပြီးလောက်ကြတဲ့အခါကြလို့ရှိရင်တခါတလေကြတော့ဟိုမျိုးစုံရှိတာပေါ့နော်မွေးမြူလွယ်သူရှိတယ်မွေးမြူကခက်တဲ့လူတွေရှိပါတယ်အဲ့တော့မွေးမြူကခက်တဲ့လူတွေနဲ့အလုပ်လုပ်ရတဲ့အခါကျတော့တပည့်တော်တို့မှာစိတ်ချမ်းသာခြင်းစိတ်ဆိုးခြင်းအဲ့ဒါလေးရှိတယ်ဗျာဒီနေရာမှာဝတ်ဝင်နေပေါ်တယ်ပြောတယ်နော်ဝတ်ဝင်ရေးလေးခြုံထားဝတ်ဝင်ရေးခြုံထားဒါမှမဟုတ်မရဘူးဆိုရင်ဆင်းရဲဖြစ်ခြုံထားဒါပေမဲ့ရှင်ဘုရားပြောတဲ့အတိုင်းပဲတပည့်တော်ဟိုတနေ့ကလိတ်ဥပမာလိုပဲတပည့်တော်တို့အကုန်လုံးသွင်းထားတာပဲဗျာအကုန်လုံးသွင်းထားလို့ပြန်ရင်လေဒီအလုပ်ကမလုပ်ဖြစ်တော့ဘူးမဟုတ်ဘူးဒီကကြီးခုနကလောမဟန္တာစရိယပဲဘုရားအလောင်းဥပက္ခဘာအရာမှာထားနေရတယ်ဒါခဏကြီးရှိအောင်တက်တက်လေ့ကျင့်ရတယ်မလေ့ကျင့်လို့မရဘူးဥပက္ခအရာမှာစိတ်ကိုညင်အောင်ထားပေးရတယ်ဘုန်းကြီးတို့လည်းတွေ့တော့ဗောဒီကကြီးဘုန်းကြီးကမဖောက်မှဆိုလို့ရှိရင်ပိဋက900 800ကနှစ်စဉ်ရှိနေတာခုလိုနေရာဒီကြလို့ရှိရင်ကျောင်းပရိသတ်ဒီမှာပရိသတ်1800လောက်ထိရှိတာအဲ့ဒါတွေကိုကျောင်းကကျွေးထားရတာသဘောပြောပါတယ်နော်ဘယ်လောက်ခက်ခဲမယ်ဆိုတာကြည့်ဒီကကြီးကအမျိုးသမီးတွေနဲ့ပေါင်းဖုံးနေတော့သိမှာပဲအမျိုးသမီးပါဇက်ကဘယ်လိုဆိုတာဝါအောင်လဲစားသေးတယ်ပြောချင်တာလည်းပြောတော့တယ်ကျောင်းမှာဝေယဝိဇ္ဇလုပ်ဖို့ကြတော့ तू ကမလုပ်ချင်မြန်ဘူးခက်ဖို့ကဘယ်လောက်အထိဆိုးလဲဆိုလို့ရှိရင်ဘုန်းကြီးခဏခဏဆင်းပြောတယ်မဟုတ်ဘူးသီလရှင်ဆိုတာကမိမိတဲ့ပုံပြီးသီလရှိပါတယ်ကိုကလာပြီးတရားအထုတ်တယ်သီလရှင်တွေကမိမိခြေသောဘုံကိုတပြည့်စီလှည့်ပေးရတယ်ခြေသောဘုံဝတ်တွေကိုလျှော်ပေးရတယ်ဒါမတော်ဘူးဒီလိုမိမိတဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေကမိမိရဲ့ဝေယဝိဇ္ဇကိုလုပ်ပေးနေရတယ်ဆိုရင်ဒါကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုနှိမ့်ချတာနဲ့တူတော့မိမိသန္တရာခီးမှာနှိမ့်ကြဖို့အကြောင်းကြီးဖြစ်တယ်ဆိုတာကိုသဘောပေါက်အောင်တော်ပြောယူရတယ်ပြောယူတော့မှအဲ့ဒါဒီဓမ္မယုံအတက်ဆင်းမှရှိတဲ့အဝတ်ကလေးတွေခြေသောဘုံလေးတွေသူတို့တန်ရှင်းလုပ်ပေးတယ်ဒါပေမဲ့အဲ့ရှေ့နှမ်းမှာကဲ့ရဲ့စမ်းချောင်းရှိတယ်စမ်းချောင်းထဲမှာညစ်ပတ်နေတယ်အဲ့ဒါတခါဘယ်လူမှတခါဆင်းပြီးတော့တန်ရှင်းမလုပ်တစ်နှစ်လုံးဘုန်းကြီးကြည်စမ်းကြည့်တယ်တစ်နှစ်လုံးဘယ်လူမှမလုပ်ကြဘူးဘုန်းကြီးလည်းအကုန်လုံးမတတ်နိုင်ဘူးမတတ်နိုင်တော့ဘာလုပ်ရလဲဥပ္ပခာဟောစိတ်ကဒါကုသိုလ်လိုချင်တယ်ဆိုရင်ဒီစိတ်ကိုမွေးရတယ်အဲ့ဒီဥစ္စာခန္ဓာရင်ရှိအောင်တက်တက်လေးကျင့်ခုနကဘုရားအလုံးကြည့်ဒီရွာမှာညှင်းမနှိမ့်မဆိုင်လည်းမဲ့လူမရှိဘူးဆိုရင်မနေတော့ဘူးတခြားရွာကြောင်းလိုက်တယ်ညှင်းမလေးဆိုင်လည်းမရှိရင်အဲ့ဒီမှာကြာကြာကြီးကိုနေတယ်ကြာကြာကြီးနေပြီးတော့မိမိစိတ်ဓာတ်ကိုအလဲကောင်းဥပ္ပခာမှာငြိမ်းနေအောင်ကိုထိန်းထားတယ်ဘယ်တော့ကောင်းလဲဒါကုသိုလ်ရဖို့အခွင့်အရေးယူရတာဒီနေရာမှာကိုကအခွင့်အရေးယူတတ်ခဲ့မယ်ဆိုရင်ကုသိုလ်တရားတွေကြီးပဲကုသိုလ်ကမယူတတ်ရင်တော့မရပါဘူးလက်တွေဖြည့်တယ်ရှိတယ်ဘာလို့ဖို့လဲကောင်းမှုကုသိုလ်ပြုဖို့ပဲဒါပေမဲ့ကောင်းမှုကုသိုလ်ပြုဖို့မဟုတ်ဘူးသားများလုပ်ကြဖို့ဆိုတော့ဒီဥစ္စာကကုသိုလ်ရဖို့အတော်လေးခက်သွားတယ်သားများလုပ်ကြတာကုသိုလ်မရဘူးဘုန်းကြီးမဆိုလိုဘူးနော်သို့တော့ခုလိုစုပေါင်းပြီးနေထိုင်တဲ့နေရာလေးတွေမှာကုသိုလ်ဆိုတာယူတတ်လို့ရှိရင်ရပါတယ်မယူတတ်ရင်လည်းမရဘူးဥပမာကိုကဒီမှာလာတရားနာတယ်ဟောဗာလဲဟိုဒီရေပလင်းနေတောက်ပြီးဒီခေါင်းအောင်မှာပဲပြစ်ချခဲ့ဘယ်နဲ့တော့ဒါပေမဲ့ဥပ္ပခါထားနိုင်အဲ့ဒါကိုလိုက်သိမ်းရဒါမျိုးကိုကုသိုလ်ရအောင်ယူရတယ်သို့တော့ထားတာမကောင်းဘူးဘာဖြစ်လို့လဲသူစိတ်ထားကိုကနားလည်သွားပြီဟောဒီပုဂ္ဂိုလ်ကစိတ်ထားမဖြူစင်ဘူးဆိုတာကိုဘေးကအကဲခတ်လို့ရတယ်ဒီစိတ်ထားမဖြူစင်တဲ့ပုဂ္ဂိုလ်ကသူ့မကောင်းတဲ့အကျိုးသူရတော့မယ်ဒါကြောင့်ခုလိုနေရာလေးတွေမှာမိမိတို့တန်ရှင်းတွေဘာတွေဆိုတာကဝိုင်းပြီးဆောင်ရွက်ကြမှာဖြစ်မှာဒကာကြီးအိမ်လည်းမဟုတ်ဘူးဒကမကြီးအိမ်လည်းမဟုတ်ဘူးဘလူအိမ်မှမဟုတ်ဘူးအားလုံးကလာပြီးတရားနာတဲ့ပုဂ္ဂိုလ်အားလုံးကတို့တောင်းမယ်တို့ဆောင်ရွက်မယ်ဒီလိုစိတ်ထားရှိရင်ကုသိုလ်တရားကဖြစ်ပါအဲ့ဒီလိုစိတ်ထားမရှိဘဲနဲ့အမိုက်တရိုက်လည်းပြစ်ထားပကြတာပဲပလင်းတွေလည်းပြစ်ထားပကြတာပဲလှုပ်ချင်တာလှုပ်ပခဲ့ပြီးထားပြန်သွားတယ်လှဲ့လည်းမကြည့်ဘူးဆိုရင်တော့ဒါကုသိုလ်ကမယူတတ်တဲ့သဘော